အခုလူတွေမြင်နေတဲ့အမြင်ကဘရူနိုကဆော်ဒီကိုမသွားပဲပေကက်ကက်လုံနေလို့ငါတို့ဒီလိုမျိုးခံနေရတာဆိုပြီးအကုန်လုံးကမြင်နေကြအားလုံးပဲမင်္ဂလာပါကျွန်တော်ကိုတက်ဆိုး channel ကနေပြီးတော့ပြန်လဲအတူတူကွင်းလဲဖြစ်တယ်နှစ်တင်းစလုံးကျွန်တော်ကိုတက်ဆိုး opinion page နေပြီးတော့ကြိုးဆိုပါတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာလဲကျွန်တော်တို့ Brentford အသင်းနဲ့ပွဲစဉ်မှာ3-2ဆိုတဲ့ဂိုးပြရလက်နဲ့ရှုံးသွားတယ် preview တွေမှာတော့ကျွန်တော်တို့က back to back နိုင်ပွဲမရသေးဘူး Brentford ကအဓိကကစားသမား player တွေရောနီးပြတွေရောအများကြီးဆုံးရှုံးထားတယ်အဲ့တော့ကိုရီတန် Chelsea နဲ့ပွဲမှာဘယ်လိုပဲဖြစ်ဖြစ်ခြေစွမ်းရတော့မကောင်းနေပေမဲ့လည်း momentum လေးတစ်ခုတော့ပြန်ရလာပြီဆိုပြီးအများကြီးမျှော်လင့်ခဲ့တယ်ဒါပေမဲ့တကယ်လက်တွေ့ကစားတဲ့အချိန်မှာတော့ရလက်လည်းမကောင်းခြေစွမ်းလည်းမကောင်း play တော့ positive vibe လည်းဘာမှမတွေ့ရဘူးခြေနဲ့ဆရာရလက်မျိုးဘာမှမတွေ့ရဘဲနဲ့ကျွန်တော်တို့ပွဲစဉ်ကိုအဖက်ဖက်ကနေအချက်တကွင်းနဲ့ပဲရှုံးနေသွားခဲ့တယ်အဲ့တော့ဒီနေ့ပွဲစဉ်ရှုံးနေတဲ့အပေါ်မှာတော်တော်လေးအပြောခံနေရတဲ့ကစားသမားတစ်ယောက်ရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ our captain Bruno Fernandes နဲ့ပတ်သက်ပြီးတော့ပြည်သက်တွေတော်တော်လေးပြောကြတယ်ဆိုတော့ကျွန်တော်က Bruno Fernandes ကိုတော်တော်လေးလက်ရှိကစားသမား squad ထဲမှာတော်တော်လေးချစ်တဲ့ထဲမှာပါတယ်သူ့ကိုကျွန်တော်ဘယ်လိုပြောရမလဲတန်ရုံးစင်လည်းရှိတယ်တော်တော်များများသူ့ကိုဝေဖန်နေကြပေမဲ့လည်းကျွန်တော်က Silas Killon နောက်ပိုင်းမှာသူဒီ best signing နေတဲ့တစ်ယောက်လို့လည်းအမြဲတမ်းမြင်ခဲ့တယ်အမြဲတမ်းလည်း cover ပေးခဲ့တယ်ဆိုတော့ဒါဒီနေ့ပွဲစဉ်မှာတော့ penalty လွဲသွားတဲ့အနေအထားမှာတော့ဒီဟာဒီမှာသူအဲ့လို decisive ဖြစ်တဲ့ moment တွေမှာ penalty လွဲတာနှစ်ခါမြောက်ပေါ့ဖူဝမ်းနဲ့ပွဲတည်ကြနေတဲ့အချိန်မှာ penalty ရရှုံးတယ်အခုဒီပွဲတည်ကြသွားတယ်ပြီးတော့ဒီနေ့ပွဲစဉ်ဆိုလည်းကျွန်တော်တမတ်ရမယ်15မိနစ်ကျန်ပြန် fight လို့ရမယ်အနေအထားမျိုးမှာရတဲ့ penalty ကိုသူဝင်အောင်မကန်နိုင်တဲ့အတွက်ကျွန်တော်တို့ရှုံးပွဲထပ်တွေ့သွားတယ်ဆိုတော့ဘန်လီနဲ့ပွဲစဉ်မှာတော့သူအသင်းကိုတကယ် save သွားတယ်ပေါ့ penalty အဲ့တော့3လုံးရတယ်1လုံးဝင်တယ်2လုံးလွဲတယ်အဲ့တော့ဒီအနေထားမှာကျွန်တော်တို့က Bruno Fernandes နဲ့ပတ်သက်ပြီးတော်တော်လေးပြင်းပြင်းထန်ထန်ပရိသတ်တွေကတော့ဝေဖန်နေကြတာကိုတွေ့တယ်အဲ့တော့ပရိသတ်တွေဝေဖန်တဲ့ဟာနဲ့ပတ်သက်ပြီးမှန်ပါတယ်ပရိသတ်တွေဝေဖန်ကြတာလေစိတ်ဆိုးမယ်ဆိုလဲစိုးလို့ရတဲ့အနေအထားမျိုးမှာရှိတဲ့အကြောင်းအရာတွေကလည်းရှိတာ။ဝါသနာပါလို့ဘလုံးပွဲကစားခြင်းနဲ့ညီကိုရင်းနေနဲ့ကျွန်တော်နဲ့လက်တွဲရတဲ့ football game မှာ3000ကြီးဒီအကောင့်ဝင်ပြီးစိတ်ချယုံကြည်စွာကစားလို့ရပါတယ်။ iBet ခွန်ရှိကို93လုံး Miss Sport Zone 1xbet တို့ပြင်ညီမကြီးနဲ့လည်းစိတ်ကြိုက်ကစားလို့ရတယ်။ထိုင်းမှာရှိတဲ့ညီကိုရင်းနေနဲ့လည်းထိုင်းဘက်ဝင်နဲ့ကစားလို့ရပါတယ်။အသေးစိတ်သိချင်တယ်ဆိုရင်တော့ Viber နံပါတ်3ကို63လုံး93လုံး53လုံးကိုဆက်သွယ်ပြီးမေးမြန်းလို့ရပါတယ်။အဲ့တော့ဒါပေမဲ့ကျွန်တော်ကကြတော့ကျွန်တော်မြင်တဲ့အမြင်လေးတော့တတ်ရှိရပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးဒါကျွန်တော်ညီကိုရင်းနဲ့ discussion လေးလုပ်ချင်တာအဓိကတော့ Bruno Fernandes နဲ့ပတ်သက်ပြီးကျွန်တော်တို့က okay penalty လွဲတယ်ညံ့တယ်ဒီဟာဒီသူ underperform ဖြစ်လာဖြစ်တယ်ပုံမှန်ခြေစွမ်းအောက်ရောက်လာရောက်တယ်ကစားတဲ့ပွဲစဉ်တွေမှာသူ့ရဲ့မျက်နှာ expression ဘာညာဒါတွေကြည့်ရကျွန်တော်အဆင်မပြေဘူး okay ဒါကပြဿနာမရှိဘူးကျွန်တော်တို့လက်ခံလို့ရတယ်တကယ်လည်းမှန်တယ်အဲ့တော့ Bruno Fernandes နဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောနေရတဲ့အဓိကအချက်တွေကပထမဆုံးအချက်အနေနဲ့ကျွန်တော်တို့ကြည့်လို့ရှိရင်သူ့ရဲ့ playing style ပေါ့ playing style နဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းပြောချင်တယ်အဲ့တော့ तू ကအခုချိန်မှာ central midfield holding midfield နေရာမှာစော့နေရတယ်အဲ့တော့ကစားကွက်က system ကပြဿနာတစ်ခုလို့ကျွန်တော်တို့ထင်တယ်ဆိုလို့ရှိရင်ဒီနေရာမှာ तू ကအမဝင်မဲနဲ့ तू စော့နေရတယ်အဲ့တော့ဆိုလိုချင်တာကျွန်တော် Bruno Fernandes ကဒါ तू က adaptation လုပ်ပြီးစော့နိုင်တဲ့ကစားသမားမဟုတ်လို့ Bruno ကतू ကတကယ်စော့နိုင်တဲ့ကစားသမားပဲ Eric Ten Hag လက်ထက်မှာဆိုရင် तू ညာတောင်မန်နေလဲစော့ရတယ် attacking midfielder တွေနဲ့စော့ရတယ် Man City ကိုနိုင်တဲ့ FA Cup final ပွဲစဉ်မှာဆိုလို့ရှိရင် သူ့အနေနဲ့ Force 9အနေနဲ့တော့ तू စော့ပြီးတော့ကျွန်တော်တို့ဗီဒီယိုတွေကိုဖလားတစ်လုံးထည့်ပေးသွားတယ်အဲ့တော့ဒီလိုမျိုးကစားသမား तू က adapt လုပ်ပြီးစော့နိုင်တဲ့ကစားသမားပဲနေရာဆုံး तू စူးစမ်းပြီးစော့တယ်အဲ့တော့ဟိုနေရာမို့လို့ဒီဘက်ကမှဆိုဒါညီကိုတို့သိပါတယ်ကစားသမားတွေ limitation အများများဘယ်တန် CB ဆိုဘယ်ဘက် SCB မှညာတန်ဆို RCB မှဟိုလူကဒီနားလေးမှာ full back က full back မှာ wing back ဆို wing back မှာဂိုးသမားဆို sweeper မှာအဲ့လို limitation duty function ကန့်တက်တာအများများတယ်ဒါပေမဲ့ Bruno ကအဲ့လိုမရှိဘဲနဲ့ तू က versatile ဖြစ်တယ်ပေါ့ versatile ဖြစ်တယ်ဆိုတာနေရာဆုံး तू စော့တယ်ကောင်းတာမကောင်းတာတော့ရှိတယ်ဗျသူ့ရဲ့အကောင်းဆုံးနေရာကတော့ AMF ဒါကတော့ညင်းလို့မရဘူးအခုဒီ system မှာဆို narrow number 10ပေါ့ဒါတော့သူ့ရဲ့အကောင်းဆုံး system အကောင်းဆုံးနေရာအဲ့တော့ဒါပေမဲ့သူ့နေရာမှာ तू မစော့ရဘူးဆိုတဲ့ကိစ္စဒီဘာလို့လဲဆိုကွင်းလယ်မှာ squad depth ကမရှိဘူးကွင်းလယ်မှာဒါအခုညီကိုမြင်တဲ့အတိုင်းပဲလေကွင်းလယ်ရဲ့ squad depth က2ယောက်စော့ရတဲ့နေရာမှာကျွန်တော်တို့မှာ4ယောက်ပဲရှိတယ် Casemiro Ugarte Kobe Mainoo Bruno Fernandes ဒီ4ယောက်ပဲရှိတယ်အဲ့တော့ तू အားတန်တဲ့နေရာမှာဘယ်သူတွေရှိလဲဆိုကွန်ဟာအမ်ဘွေးဘိုမေဆန်မောင်အာမက်ဒီယာလိုအပ်ရင်ဇက်ဇီလဲစော့လို့ရတယ်အဲ့မှာ9ယောက်ရှိတယ်2နေရာမှာ9ယောက်2နေရာမှာ9ယောက်နဲ့အနောက်မှာ2နေရာမှာ4ယောက်အဲ့တော့ Bruno Fernandes တာအရှိမသွားစော့လို့ရှိရင်ကျွန်တော်တို့ကကွင်းလယ်မှာဘယ်သူ့ကိုသုံးပါလဲ Casemiro Ugarte တွဲမှာလား Kobe Mainoo နဲ့ Ugarte တွဲမှာလား Kobe Mainoo နဲ့ Casemiro နဲ့တွဲမှာလား
ဒါကကျွန်တော်စဉ်းစားမယ့်ကိစ္စဖြစ်လာပြီအဲ့တော့ Bruno ကွင်းလက်မှာမတုံးနဲ့ဆိုပေမဲ့လည်းကျွန်တော်တို့မှာလူမရှိနေအဲ့တော့လူမရှိခဲ့တဲ့ကိစ္စကဘယ်သူအပြစ်လဲလို့ပြောရင်ဒါဇက်ကြောင်းကပြန်လဲရမယ့်ကိစ္စဖြစ်သွားမှာအဲ့တော့ Bruno Fernandes ဆော့ရတဲ့ပုံစံနဲ့ပတ်သက်ပြီးပဲကျွန်တော်နည်းနည်းပြောကြည့်မယ် Bruno Fernandes ကအခုချိန်မှာသူဆော့နေရတဲ့ပုံစံဗျာသူ့ရဲ့အားတာချက်ပေါ့သူ့ရဲ့ the best version ကိုမထုတ်ယူနိုင်အဲ့တော့ Bruno က AMF နေရာမှာဆိုရင်ဒါ Premier League မှာ one of the best players ဆိုတာတော်တော်များများသိရဒါကျွန်တော် rival club တွေရဲ့ player တွေဥပမာ De Bruyne ကအစ De Bruyne က Premier League မှာအကောင်းဆုံးPremier League ရဲ့ creativity အကောင်းဆုံးကစားသမားဆိုသူ့ကိုယ်သူပြောလို့ရတယ်လို့ Bruno Fernandes ကိုပြောလို့ရတယ်ဆိုပြီးပြောထားတဲ့ Sky Sport မှာ interview ရှိတယ်ဆိုတော့အဲ့ဒါတွေတွားရှာပြီးကြည့်လို့ရတယ်ဆိုတော့ဆိုလိုချင်တာဒီလိုမျိုး player အချင်းချင်းရောfan base ကျွန်တော်တို့ fan base ကိုပေါ့နော်ဆိုတော့အထူးသဖြင့် Ole Gunnar Solskjaer လက်ထက်ကရောအကုန်လုံးကဒီနေရာဒီသူ့ရဲ့အကောင်းဆုံးနေရာဆိုတာသိတယ်အဲ့တော့ तू ကမဆော့အောင် तू ကမဆော့အောင်ဆိုတော့ကျွန်တော်ပြောချင်တာ तू က captain နီ captain တယောက်အနေနဲ့ तू ကနီးပြဟဲ့မင်းဒီနေရာမှာဆော့ဆိုတဲ့အချိန်မှာဒါကျွန်တော်အားတန်တဲ့နေရာမဟုတ်ဘူးကျွန်တော်မဆော့ချင်ဘူးကျွန်တော်က AMF ပါပဲဆော့ချင်တာမဆော့ရရင်တော့ကျွန်တော်မဆော့ဘူးလို့လုံးလို့မရအောင်လေအဲ့လိုလုံးပြန်ရင်လည်းကစားသမားကိုဆဲခံအောင်မင်းကဘာကောင်းမို့လို့လဲနီးပြထားတဲ့နေရာမှာဆော့ဖို့ဆိုပြီးတော့အဲ့လိုမျိုးကပြောခံအောင်အဲ့တော့ထားတဲ့နေရာမှာဆော့လို့အဆင်မပြေပြန်တော့လေဆော့ပေးရတဲ့လူကအပြောခံအဲ့တော့မီးနှစ်ခါနာပေါ့ကျွန်တော်ဘယ်လိုပြောမလဲမလုံးမရှုံမပြုတ်ကောင်းနေရဘာမှမဖြစ်ကျွန်တော်ပြောချင်တာသူ့နေရာမဟုတ်တဲ့ကစားသမားတယောက်ကိုအဲ့နေရာကြီးမှာဆော့ခိုင်းပြီးမကောင်းလာလို့ရှိရင်အဲ့ကစားသမားကတာဝန်ယူရတယ်ဆိုတဲ့ကိစ္စက logic တော့တိတ်တော့မကြနိုင်အဲ့တော့ဆိုလို့ချင်တာအဲ့နေရာမှာကွန်ဟာကိုထားဆော့ရင်ကောင်းမလားကွန်ဟာနဲ့ကက်စမန်ရိုနဲ့ထားဆော့ရင်ကောင်းမလားအမ်ဘွေးဘူးနဲ့ကက်စမန်ရိုဆိုကောင်းမလားမီဆန်မောင်းနဲ့ကက်စမန်ရိုဆိုကောင်းမလားဒီထက်ပိုကောင်းသွားမလားဆိုတော့ဘယ်သူမှဆော့လို့မရအောင်လေဘာလို့လဲဆိုတော့ depth မှမရှိတာအဲ့တော့ဒါတွေဖြစ်လာတဲ့အဓိက consequence ဒီ management နဲ့ Ruben Amorim ရဲ့ကိစ္စပဲအဲ့တော့သူ့အနေနဲ့ तू က Bruno အဲ့နေရာမှာဆော့လို့ရတယ်လို့ तू တကယ်ဟို strongly believe တခုသူ့မှာရှိတယ်ဗျာသူ interview တွေကြည့်လိုက်ရင် तू ပြောပါတယ်လေ Arsenal နဲ့နေမှာတဲ့ Declan Rice နဲ့ Zubimendi နဲ့ဗာလဲOdegaard နဲ့ဒီကမ္ဘာအဆင့်ကွင်းလေအတွဲဟိုတော့မှာ Bruno နဲ့ Casemiro နှစ်ယောက်တည်းနေတယ်ကောင်းကောင်းအလုံးလုံးပြသွားတယ်ဆိုပြီး तू ပြောပါတယ်Okay ဒါကတော့ logic အရတော့မှန်တဲ့လောက်တော့မှန်ပါတယ်ဒါပေမဲ့ဒါကပွဲစဉ်တက်လေဗျာတကယ်မှာသူနဲ့ကိုနဲ့ဆန်တဝါဝါနဲ့ဟို battle လောက်ရတဲ့အချိန်ဆိုတော့သူ့မှာလည်းအားနေကြအားသာချက်ကိုမှလည်းအားနေကြအားသာချက်ဆိုတော့နည်းနည်းမျှတဲ့အခြေအနေမျိုးဆိုတော့ဒီလိုချိန်ကျတော့ရုံလုံးကတဖြည်းဖြည်းနဲ့ပေါ်လာပြီလေအဲ့တော့ဆိုလိုချင်တာ Bruno Fernandes က तू ကမစောဘူးလို့လည်းပြောလို့မရဘူးနီးပြဟဲ့မင်း right back ဆိုဆော့ရမှာပဲ left back ဆိုဆော့ရမှာမင်းတိုက်စစ်မှုဆော့ရမှာပဲဘာလို့ဆို तू က professional ဟိုအဲ့တော့သူဆော့ပြီးတော့မှသူကစားပုံကြီးမကောင်းလို့ရှိရင်သူ့ကိုအပြစ်တင်တဲ့ဟာကတော့ကျွန်တော်ပြောချင်တာ AMF နေရာမှာဆော့ရတယ်နေရိုနံပါတ်10နေရာမှာဆော့တယ်ဆော့ပြီးတော့မှတဲ့မှာအနောက်ကကွင်းလဲရလဲလုံးဝ spy က share ရွှိုင်းမိတာတယ်အနောက်မှာဥမာဘာလီဘာနဲ့ Casemiro နဲ့နှစ်ယောက်ကိုအမာကန်တွဲပြီးတော့ Bruno ကလုံးဝအရှိမလွတ်လပ်ဆော့နေပြီးတော့ chance creation တွေကလည်းတလွဲဖြစ်နေတယ်ထိုင်ဖြုံးနေတယ်ခြေစွမ်းတွေကျနေတယ်တဲ့မှာဒါမျိုးဖြစ်တယ်ဆိုရင်တော့ဒါကျွန်တော်တို့ကကစားသမားကိုလုံးဝဗလိန်လိုက်လို့ရတယ်ဒါပေမဲ့အခုချိန်ကျတော့ကစားသမားမှလည်းတာဝန်ရှိတယ်လို့ဒီနေရာကြီးမှာထားဆော့နေတဲ့လူမှလည်းအတိုင်းတာတစ်ခုတည်းတာဝန်ရှိရလို့ကျွန်တော်တို့ထင်တယ်အဲ့တော့တဲ့မှာဟိုကိုယ်နေရာလည်းမဟုတ်ဘူးကိုကလည်းဆော့ပေးရသေးတယ်ဟိုအနစ်နာခံပြီးတော့လည်းဆော့အနစ်နာခံနေဆိုတာပြောချင်တာကစားသမားတစ်ယောက်အနေနဲ့သူအားတန်တဲ့နေရာမှာမဆော့ဘဲနဲ့သူအားမတန်တဲ့နေရာမှာဆော့နေပြီးတော့မှ performance ကောင်းကောင်းမထွက်လာလို့ရှိရင်သူ့ကိုဆဲတယ်ဆိုတာကကြတော့ရာနှုန်းပြည့်ကြီးတော့ကျွန်တော်တို့မှန်ကန်တယ်လို့ပြောလို့မရအောင်အဲ့တော့နောက်တစ်ချက်ဆော်ဒီကိုရောင်းလိုက်ရင်ပြီးသွားမယ်ဆိုတဲ့ကိစ္စအဲ့တော့ဆော်ဒီကို तू မတော်ဘူးဆိုတဲ့ကိစ္စမှာ okay human side ကတော့တစ်ပိုင်းရှိလိမ့်မယ်ဒါကတော့ကျွန်တော်တို့နားလည်လို့ရတယ်ဥပမာကျွန်တော်တို့ကိုယ်တိုင်တော့ဗျအခုနေမနေ့ပြန်တစ်ပတ်ကဟိအောင်မင်းနိုင်ငံသားသွားဆိုရင်ဒါကချက်ချင်းဖြစ်လာအောင်မဟုတ်ဘူးလေတိလားဆိုတော့ပြင်ဆင်ရမယ့်ဟာတွေရှိတယ်ကိုပိုင်ဆိုင်တာတွေကိုကိုယ်ဘယ်လိုလုပ်မှာလဲသူတို့မှမိသားစုဆိုတာရှိတာ哦ဆိုတော့ဟဲ့လားကိုကဇနီးမယားရှိတယ်ဆိုဇနီးမယားနဲ့ကိုကအတူတူနေမှာလားခွဲနေမှာလားသားသမီးတွေရှိတယ်ဆိုဒီသားသမီးတွေနဲ့ကိုနဲ့ကဟိုကသားသမီးတွေကိုခေါ်သွားမှာလားကိုက3နှစ်လောက်သားသမီးတွေနဲ့ခွဲပြီးနေမှာလားကိုမှမိဘတွေရှိရဆိုလို့ရှိရင်သူတို့နဲ့အတူတူနေမှာလားဒီသားသမီးတွေကိုခေါ်သွားမယ်ဆိုရင်ဟိုနိုင်ငံရဲ့ပညာရေးကဘာလဲယဉ်ကျေးမှုကဘာလဲဘာသာရေးကဘာလဲတဲ့မှာဥမာဆော်ဒီမှာဆိုလို့ရှိရင်ဒါတို့ European culture နဲ့ဆို living together ဘာညာဒါတွေနဲ့တူတူနေလို့မရရင်မိန်းမနဲ့ကလေးတွေကိုထားခဲ့မှာလားဒါမျိုးတွေကဇလန်းတွေကအများကြီးရှိတယ်ဗျာဆိုတော့ဒါကတော့သူ human side အရာသူစဉ်းစားတယ်လူသားဘဝအပိုင်းကတစ်ပိုင်းအဲ့တော့ player side အနေနဲ့စဉ်းစားလို့ရှိရင်အမော်ရင်ရောက်လာတဲ့အချိန်မှာညီကိုတို့သိပါတယ် Marcus Rashford အသင်းရဲ့တကယ် academy ထွက်ကစားသမား Bruno တက်အများကြီးပုံရိပ်ကြီးရဲ့ကစားသမားကိုနှစ်ပွဲလေးကစားပြီးတော့သူချက်ချင်းခောက်ပလိုက်တယ် Man City နဲ့ပွဲမှာတွေကမခေါ်လာတော့သွားတိုးလက် training standard မမီပါညာအခုဒီ Rashford က
United ဂျာစီနဲ့ပြန်မမြင်ရတော့ဆိုတော့အဲ့လိုမျိုးကစားသမားတစ်ယောက်ကိုကျွန်တော်တို့ကဒီလောက်ထိလုံးပြနိုင်တဲ့ power မျိုးနီးပြမှာဖြစ်စေဒီ Jason Wiggins တို့ Omar Barada တို့မှာဖြစ်စေရှိနေပြီဆိုလို့ရှိရင်သူတို့ဒါတကယ်မလိုချင်ဘူးဆိုရင် Bruno Fernandes ဒီအသင်းမှာရှိနေကြအကြောင်းမရှိဘူးအဲ့တော့အခုလူတွေမြင်နေတဲ့အမြင်က Bruno က Saudi ကိုမသွားပဲပေကက်ကလုံနေလို့ငါတို့ဒီလိုမျိုးခံနေရတာဆိုပြီးအကုန်လုံးကမြင်နေကြဒါကျွန်တော်ပြောတဲ့အမှန်တရားနားတော့နည်းနည်းခါလိမ့်မယ်နော်ဒါပေမဲ့အဲ့လိုမျိုးတော်တော်များများမြင်နေတယ်ဒါပေမဲ့ Bruno က Sancho တို့လိုမျိုး Anthony တို့လိုမျိုးငါဒီဟာမှမရလို့ရှိရင်ငါမတော်ဘူးဒီလောက်လာစားမှမရလို့ရှိရင်ငါမတော်ဘူးဆိုပြီးပေကက်နေခဲ့တာမဟုတ်ဘူး Bruno Fernandes လောက်သွားတဲ့ပုံစံကအသင်းကသူ့ကိုအလိုမရှိတော့လို့ရှိရင်အသင်းက तू မပါပဲတီဆောက်မယ်ဆိုလို့ရှိရင်ထွက်သွားဖို့အသင့်မယ်ဆိုပြီး interview မှာတရားဝင် तू ပြောခဲ့တာเนาะအဲ့တော့ကျွန်တော်ပြောချင်တာဆွဲထားသေးတယ်စော့ခိုင်းသေးတယ်ကစားပုံမကောင်းလာလို့ရှိရင်တော့ဆွဲထားတဲ့လူရဲ့အပြစ်လေကျွန်တော်ပြောချင်တာဟုတ်တယ်မှာဆိုတော့ငကူကလေးကသူတို့ဒီ Bruno Fernandes ကဒီနေရာမှာစော့ဖို့လုံလောက်တယ်လို့ယုံကြည်ခဲ့လို့သူတို့ကွဲလဲလို့မဝယ်တာဗျာဆိုတော့အဲ့လိုလုံလောက်တယ်လို့ယုံကြည်ရအောင်လဲ Bruno Fernandes ကအဲ့နေရာမှာစော့ရ specialist ကစားသမားလဲဘယ်တော့မှမဟုတ်ခဲ့ဘူးအဲ့ဒါကြီးကိုသူတို့ယုံကြည်ပြီးတော့ဒီဟာကြီးကိုသူတို့လုပ်တယ်အဲ့တော့ Saudi ကိုမရောက်တဲ့ဆုံးဖြတ်ချက်ဒီ Bruno Fernandes ကမတော်ဘူးလို့ထင်နေတာအဲ့ဒါကတော့တေချာပေါ့ 100% မှားတယ်ကျွန်တော်အမြင်ကကျွန်တော်တို့ဖတ်ခဲ့ရတဲ့ reliable report တွေအရအောင် Bruno Fernandes ကမတော်တာမဟုတ်ဘူးအသင်းကမရောက်တာဆိုတော့ Bruno မရောက်ထုတ်ခဲ့တဲ့အကျိုးကျေးဇူးဆိုရင်တော့အဲ့ဒါ Bruno Fernandes မှာအပြစ်မရှိဘူးနီးပြနဲ့Sporting Director Jason Wiggins တို့ Omar Barada CEO တို့ဒီဘဲတွေစီမှာတော့အပြစ်ရှိရလို့ကျွန်တော်ကတော့မြင်တယ်ပြီးရင်နောက်တစ်ချက် Bruno Fernandes ကိုရောင်းပြီးလို့ကွင်းလေလူတယောက်ဝယ်လိုက်လို့ရှိရင်ဒီလိုမျိုးတွေဖြစ်နေမှာမဟုတ်ဘူးဆိုတော့အဲ့ဒါတော့ကျွန်တော်သိပြီးတော့လက်မခံကြအခုချိန်ကွင်းလေမှာမြင်ကြည့်လိုက်ဗျာကဲကျွန်တော်တို့ Bruno Fernandes ကိုရောင်းလိုက်ပါပြီတဲ့ဘာလီဘာနဲ့ဝါတန်ကိုခေါ်လိုက်ပါပြီဒီပြဿနာကြီးပြေလည်သွားမှထင်လားကျွန်တော်ကတော့မထင်ဘူးနော်ကွင်းလေမှာဘာလီဘာနဲ့ဝါတန်ရောက်လာတယ်ကဲယုံခါလိုက်တယ်ဗျာ Casemiro နဲ့ Bruno နှစ်ယောက်ထွက်သွားတယ်ကျွန်တော်ဘာဖြစ်သွားမှာအဲ့လို top 4တွေဘာတွေအထိရောက်သွားမှာလားဆိုတော့ကျွန်တော်ကတော့အဲ့လိုမျိုးမထင်ဘူးကျွန်တော်တို့တကယ်လုပ်ဖို့လိုအပ်နေတာ Bruno Fernandes ကိုအသင်းမှာဆက်ထားပြီးတော့သူ့ကို quality အရာကို competition အရာကို upgrade လုပ်ပေးနိုင်မယ်ကွင်းလေလူတယောက်ကိုလိုတာအဲ့တော့ Bruno ရောင်းပြီးကွင်းလေလူဝယ်ဖို့လိုတာမဟုတ်ဘူး Bruno ဆက်ထားပြီးကွင်းလေလူဝယ်ဖို့လိုတာကျွန်တော်တို့မှာဝယ်နိုင်တဲ့ပတ်စံလည်းရှိတယ်အဲ့တော့ပတ်စံမရှိလို့ရှိရင်ငကိုတဲ့ Sesco တို့ဘာတော့မခေါ်ခဲ့လေရတာပဲ Sesco မခေါ်ဘဲနဲ့ကွင်းလေလူကို priority အနေနဲ့တတ်မှတ်ပြီးခေါ်လို့ရတာပဲကျွန်တော်တို့ခုမတုံးတဲ့ကိုယ်သမားဆန်နာလာမင်းကြီးတောင်မှကျွန်တော်တို့ခေါ်ထားပြီးတော့တပွဲမှာဖမ်းတာမှမဟုတ်တာဆိုတော့ Onana တို့ Rashford တို့ Sancho တို့ Anthony တို့သူတို့လာစားရည်လေကျွန်တော်တို့မရှိတော့ဘူးလေအဲ့တော့ကွင်းလေလူတယောက်ကကျွန်တော်တို့ခေါ်လို့ရတယ်ဒါပေမဲ့မလိုအပ်ဘူးလို့ထင်လို့ဒီကောင်တွေမခေါ်ခဲ့တာအဲ့တော့ဒါနဲ့ပတ်သက်တဲ့ risk ကိုခံရပါသည်နီးပြနဲ့အဲ့ဘဲနှစ်ပွေနဲ့ Jason Wiggins Omar Barada ဒီနှစ်ယောက်မှာတာဝန်အပြည့်အဝရှိရလို့ကျွန်တော်ထင်တယ်အဲ့တော့ Bruno Fernandes ကိုရောင်းပြီးတော့ကွင်းလေလူထပ်ဝယ်လိုက်လို့ရှိရင်အဆင်ပြေသွားမယ်လို့တော့ကျွန်တော်ကမထင်ဘူးဟို Man City လောက်သွားတဲ့အကွက်လို့ပေါ့ Fernandinho ကိုရှိတယ် Rodri ကိုခေါ်တယ် Fernandinho ကိုရှိရတဲ့ Rodri နဲ့တလဲစီဆော့ရင်လည်းတဖြည်းဖြည်းချင်း transform လုပ်ပြီး Rodri က key player ဖြစ် Fernandinho က bench ကိုရောက်သွားဆိုတော့ဟို Bruno ကိုကျွန်တော်တို့အသင်းမှာအဲ့လိုပုံစံမျိုးလုပ်ဖို့တော့ပို့ပြီးလိုအပ်တယ်လို့ကျွန်တော်တို့ထင်တယ် Bruno လည်းရှိ Bruno ဆော့ကိုင်း okay Bruno အဆင်မပြေဘူးလားအဆင်မပြေရင် Bruno line နဲ့ရဲအောင်အဲ့ဒါဒီနီးပြလောက်ရမယ်အလုပ်ပဲမင်းကမင်း Bruno Fernandes ဘာကောင်မဖြစ်ဟဲ့ငါတို့ဘာလီဘာကိုခေါ်ရတယ်ကွာမင်းထက်ကောင်းတယ်ရောက်သုံးတယ်ကွာဆိုပြီးတော့ဇားရှိလို့ရှိရင် तू လောက်ရမှာအဲ့တော့ကျွန်တော်ပြောနေတာကစားသမားနဲ့ဆိုင်လားဆိုတော့အတိုင်းတာတခုတည်းတော့ဆိုင်တယ်ဒါပေမဲ့ तू ကဟိုဘယ်လိုပြောရမလဲဟို penalty မဝင်တဲ့ကိစ္စတွေနဲ့ပြောတာတပိုင်းပေါ့လေဒါကတော့မှန်ပါတယ်ဒါပေမဲ့ကစားကွက်အရာပြဿနာတက်နေတဲ့ဟာကတော့သူတယောက်တည်းမှာတာဝန်မရှိဘူးလို့ကျွန်တော်ထင်တယ်ပြီးတော့နေရာဒီမှာ sorry မသွားလိုက်တဲ့ကိစ္စကလည်းသူဆုံးဖြတ်ချက်လည်းမဟုတ်ဘူးအတင်းအရောင်သူကသွားမှာပဲစင်ပေါ်ကပဲလေဟိုမှာဟီလည်းသွားရင်ပတ်စံလည်းယူလို့ရမယ်เนาะပတ်စံလည်းယူလို့ရမယ်အတင်းကလည်းသူ့ကိုအလုံးမရှိတော့အတိလင်းပြောလိုက်လို့ရှိရင်ဘယ်သူမှပေခဲ့ပြီးတော့မနေဘူးဗျာဆန်ချိုလိုကစားသမားတော့ Aston Villa ရောက်သွားသေးတာပဲဆိုတော့ကျွန်တော်ကတော့အခုချိန် Bruno ကဒီယာဒီမှာတော့ဒါ scapegoat အလောက်ခံဆုံးကစားသမားပေါ့ကျွန်တော်တို့မှာယာဒီတိုင်းကရှိပါတယ် social အထောက်ခံရတဲ့ယာဒီတော့ Maguire Eric Ten Hag လက်ထက်မှာဆို Onana အရှိနှစ်တွေမှာဆို Sancho အဲ့တော့ဒီနှစ်ကတော့ဒါ Bruno ရဲ့နှစ်ပေါ့အတင်းတခုခုဖြစ်ရင် scapegoat မင်းညောင်ဆိုပြီးလက်ညှိုးဝိုင်းထိုးတဲ့ထံကိုသူတော်တော်လေးခံရမှာအဲ့ဒါယာဒီအစတွေကကျွန်တော်လည်းသိပါတယ်ဟို Saudi ရဲ့ကန်လန်းမှုကနောက်ဆုံးမှမဖြစ်မြောက်လာတဲ့ပရိသတ်တွေကတော့ဒီရလာမဲ့တန်း80 90ဆိုတဲ့ပတ်စံကိုပဲကြည့်တော့မှတဲ့မှာဆိုတော့ Bruno Fernandes မရောက်လာကောင်းနေတော့အကြောင်းပေါ့ကောင်းနေရင်တော့
ဒါအဆင်ပြေတယ်ဒါပေမဲ့မကောင်းဘူးဆိုလို့ရှိရင်မယောင်းခဲ့တဲ့လူတွေကိုအပြစ်မြင်မှာမဟုတ်မသွားခဲ့တဲ့လူပေါ်မှာပဲလူတွေရဲ့မေတ္တာတဲ့မှာမေတ္တာပို့တဲ့ဒဏ်တွေကခံရတော့မှာဆိုတော့ကျွန်တော်ကတော့ Bruno နဲ့ပတ်သက်ပြီးတော်တော်လေးစိတ်မကောင်းဘူးသူ့ရဲ့အကောင်းဆုံး performance ကိုရတဲ့နေရာမှာသုံးစေခြင်းနဲ့မဟုတ်လို့ရှိရင်လည်းမသုံးစေခြင်းဘူးဥပမာနီးပြစားရှိလားစားရှိရင်မသုံးနဲ့မင်းလုံလေ Casemiro နဲ့ Ugarte နဲ့သုံးလားကိုပီမိန်တို့ကိုသုံးလေဟိုမှာကစားခွင့်ရဖို့ဖင်တကြွပြတ်တယ် तू မှမသုံးတာ तू မသုံးမဲ့ဓာကြီးအစ်စ်မပြေတာ तू ကဓာကြီးလိမ့်ထဲနေတာကစားသမားဟဲ့အောင်ကမစော့နိုင်ဘူးကွာဆိုပြီးပြောလို့မရအောင်လေ तू က captain ကိုသိလားနီးပြထားဆော့တဲ့နေရာမှာစော့ရမှာစော့လို့အစ်စ်မပြေတော့လေ तू ပဲပြောခံရထဲတဲ့ကောင်ကကြတော့လေဘာမှလည်းအပြောမခံရပြန်ဆိုတော့အဲ့ဒါကလည်းတဘာဝသိမ့်မကြပြန်အဲ့တော့ကျွန်တော်အမြင်တော့အားလုံးမှာတာဝန်ရှိတယ်နီးပြကလည်းကစားသမားတွေရဲ့အကောင်းဆုံး position သူတို့နဲ့ live ဖက်တဲ့ position မှာထားဖို့လို့ဆိုလို့ Bruno ကိုယ်တိုင်လည်းအရင် Bruno version ကိုပြန်မြင်ဖို့အတွက်သူ့အနေနဲ့ပို့ပြီးစူးစမ်းဖို့လိုအပ်လာပြီဆိုတော့ကျွန်တော်မြင်တာကတော့နီးလိုက်တော့2မျိုးရှိတယ်ဖြစ်နိုင်ခြေက Bruno Fernandes ကစိတ်ပိုင်းဆိုင်ရာရောခြေစွမ်းပိုင်းရောအကုန်လုံး revolution လုပ်ပြီးတော့သူစရောက်တဲ့ Ole Gunnar Solskjaer လက်ထက်တုန်းကလည်းခြေစွမ်းမျိုးပြန်ရတာမျိုးဖြစ်ရင်ဖြစ်မဟုတ်လို့ရှိရင်တော့နောက်ရာသီကကျွန်တော်နဲ့ Bruno လမ်းခွဲဖြစ်သွားဖို့များပါတယ်ကျွန်တော်ထင်တာတော့ဒုတိယတစ်ခုကပိုဖြစ်နိုင်ပါတယ်ဆိုတော့ညီကိုတို့ကဘယ်လိုမြင်လဲကို့အမြင်ကို comment ထဲမှာဝင်ပြီးလွတ်လွတ်လပ်လပ်အေးစစ်စစ်ဆွေးနွေးခဲ့လို့ရပါတယ်ဆိုတော့ Bruno Fernandes ဆိုရောင်းတဲ့နယ်လို့မြင်လားမရောင်းလိုက်မိတာအမှားလို့မြင်လား Bruno Fernandes ဆက်ရှိနေတာတော့တကယ်အသင်းရဲ့အဓိကတရက်ခံဇက်လိုက်ဒုက္ခပေးနေတဲ့လူကြီးလို့ထင်တဲ့အထဲမှာပါလားဒါမှမဟုတ်နီးပြရဲ့နီးစနစ်ကိုပြဿနာတက်နေရလို့ထင်လားကိုယ့်ရဲ့အမြင်ကိုအောက်က comment ထဲမှာဆွေးနွေးခဲ့လို့ရပါတယ်ဆိုတော့ channel ကိုလည်း subscribe မလုပ်ရသေးလောက်ထားပေးပါကျွန်တော်တို့အပတ်စဉ် discussion လေးတွေလုပ်ပေးမယ်ပြီးရင်ကျွန်တော် Man United ပြည်သက်ညီကိုတွေနဲ့ fan podcast လေးတွေလုပ်ပေးဖို့လည်းစီစဉ်ထားပါတယ်ဆိုတော့အားလုံးကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲ see you ပါ